တခါမှမမဘူးတဲ့သူကပြုံးတိုင်းဆိုအမိုင်းနဲ့ဂျုံတဲ့ခါကျတော့အဖက်ဆယ်မရအောင်ဟုတ်တယ်အမှန်ပဲမှန်ပဲ ဗန်ဒိုင်ဒီမှန်းနေတယ်နော်မှန်းနေတယ်ဆိုတော့ဒီလိုလဲနေတာတကယ်မှန်တဲ့နာကြီးရက်နေတဲ့နာကြီးပဲ သေရောအဲ့မှာသေရောအဲ့ဂျင်းကအဲ့ဒါကိုပြောတာတကယ်မှန်နေတဲ့နာကြီးကရှက်နေတဲ့နာကြီးသွားနေတဲ့နာကြီးမဟုတ်ဘူးလေဟာသွားပြီအဲ့မှာလေသွားပြီအဲ့မှာဘလောက်ပဲကောင်းခဲ့အဲ့ဒီအသွေးခေါ်တစ်ခုကလူတွေရဲ့ဘဝကိုဝေဝါးပြီးတော့အုံဖွက်အဲ့ဒီလောကကိုရောက်သွားမနေ့ကဖြစ်စဉ်ဒီလောက်အပူရှိန်မြင့်မာဖြစ်နေတဲ့အချိန်မှာတစ်ပင်ဝုန်းဆိုရေသွားလောင်းတယ်ချက်ချင်းမြစ်တွေပုတ်ပြီးတေကုန်တာချက်ချင်းအရွက်တွေဝါလာတယ်ညနေပဲလေတိုက်လို့ကြွသွားတယ်ဒါကိုတော့မှရွှေရောင်လွှမ်းတယ်ရာဇမတ်တွေကာသင်္ကန်းတွေပတ်တယ်လူတွေယူသွားတယ်အုံဖွက်တွေများကုန်လို့အဲ့ဒါတွေဖြစ်ကုန်တာ confidence စက် confidence ကိုယုံကြည်မှုနဲ့ကိုအားကိုးမှုကိုလုံးဝမရှိတော့အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel ကနေကြိုဆိုပါရစေကိုလင်းရဲ့ YouTube channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်းဖြင့်ကူညီပေးပါလို့မြစ်တာရက်ခံပါတယ်ဒီနေ့မေလ10ရက်2026ခုနှစ်ပြီးခဲ့ရက်တွေမှာကိုလင်း YouTube မှာတင်ဆက်မှုတွေပြက်ကွက်ခဲ့ရတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်အခုကိုလင်းပြန်လာပါပြီကိုလင်းရဲ့ YouTube ကိုဝိုင်းဝန်းပြီးတော့အားပေးကြပါလို့မြစ်တာရက်ခံထုံးစံတိုင်းပေါ့ကိုလင်းဒီနေ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းပြမယ်ကိုလင်းပါလေးလိုက်ပုံဘာတူလဲဆိုတာသိကြရင်တော့လာအတူတူကြည့်အောင်လာကြပါဆိုတော့ရွာမှာပဲနေမယ်ရွာမှာပဲတင်းတိမ်နေမယ်ဆိုရင်900 1000ရမှာပေါ့ကွာအခုတော့9000 1000ပေါ့ကွာကားစီးမယ်ဆိုရင်လည်းကြောင်းပုံကြီးဖြစ်ရင်ကားစုပ်လေးတော့သီးလို့ရမှာပေါ့ကွာဟုတ်လားရွာမှာနေရင်လေအဲ့လိုဘုံကပုတိတဘောမကြော်သောပုတိသူ့မရှိဟဲ့ဆိုကိုကလည်းပုတိပါဦးဘုံဗျာပုတိကအမေတော်ဆန်းစုကြည်ကလည်းပုတိပွားပါပဲယနေ့ဓမ္မအမှန်တရားကိုတိုက်နေတဲ့ရဲဘော်လေးတွေမှာလည်းပုတိပွားတွေရှိပါရှင်ဗျာဂေါရမမြတ်စွာဘုရားနဲ့ခိုင်းနှိုင်းပြီးတော့ပြောတာတော့နည်းနည်းလေးတော့များနေသလားလို့ထင်မိပါတယ်ဂျင်းတွေကိုထည့်တဲ့အခါမှာရည်ရွယ်ချက်ရှိနဲ့ပညာရှိပါနတ်စွာမလိမ့်တပတ်လေးနဲ့ဂျင်းထည့်နေတဲ့အရှင်ဇောတိတာရကိုပညာရှိဆန်ပါလေးပုတ်ရင်းနဲ့ဂျင်းထည့်နေတဲ့အရှင်ဇောတိတာရကိုတပည့်တော်ဒီနေ့ခပ်ပါလေးတော့ပုတ်ပါမယ်နော်ဖေဟာစိတ်တော်လည်းမစိုးပါနဲ့စိတ်ဆိုးလည်းပဲမတတ်နိုင်ပါဘူးပြောစရာရှိတာပြောရမှာဘာကြောင့်ပြောတာလဲဘုရားဘာသာစစ်ပါဒါပေမဲ့ဓမ္မအမှန်တရားကိုသွေဖယ်နေတဲ့ပြုမှုဆက်ဆံနေသောမိတုကိုမဆိုတုတ်တင်ရမယ့်အထဲမှာပါပါတယ်ဒါကြောင့်မို့လို့တပည့်တော်တော့ပြောပြရစီဖေဟာတပည့်တော်ပြောတဲ့စကားလေးတွေမှားလို့ရှိရင်လည်းပြန်ပြီးတော့တုံ့ပြန်နိုင်ပါတယ်ဖေဟာဒီကပဲနောက်ဆုံးဖေဟာလို့ခေါ်ပါမယ်နောက်ကတော့တာကြီးကြိတ်မယ်နော်ဇောတိတာရာလိုရရင်ပြောမှာလာတော့ကြည့်လိုက်အဲ့လည်းပုတိပွားငါလည်းပုတိပွားဟာတော့တက်တာပဲဆယ်နှစ်ရေကုန်းဝင်နေတယ်ရေကုန်းနဲ့တက်တယ်တော့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်တယ်အဟိုးဘုံတော့မကွေးတိုင်းနယ်ဆက်သွားပြီးရေနံတွင်းတွေတူးတယ်ကိုယ်တိုင်ရေနံတွင်းတွေကိုတွင်းပိုင်တွေလုပ်ပြီးတော့လုပ်ငန်းတွေထူထောင်တယ်နောက်အဲ့ဒါတွေရောင်းပြီးနိုင်ငံခြားရောက်သွားပြန်ရောအမေအများကြီးဆိုရင်တက်6ကျော်မှာဘုံကြီးဝတ်တာလူဝမှာတွေ့ကြုံနေအများကြီးရှိခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆယ်ရဲအောင်တဲကညာဒေသကနေပြီးတော့ရန်ကုန်ရွှေမြို့တော်ကြီးစီကိုအောင်မြင်ကြောင်းဆိုပြီးတော့တက်လာခဲ့တယ်တင်တန်းနဲ့တက်တယ်လုပ်ငန်းကိုင်ငန်းတွေမျိုးစုံလုပ်ခဲ့တယ်
ညာဒေတာမှာပြန်ပြီးတော့ရေနံတွင်းနေတောင်ကိုပိုင်တွင်းအဖြစ်တောင်တူးနိုင်ခဲ့တယ်ပိုင်ရှင်အောင်ဖြစ်နိုင်ခဲ့တယ်နိုင်ငံခြားထွက်ပြီးတော့ပညာတွေသင်တယ်စီးပွားတွေရှာတဲ့အထိတောင်လုပ်နိုင်ခဲ့တယ်တို့ပေမဲ့26နှစ်ခေတ်မှာတော့26နှစ်မှာတော့အခုလိုလော်ကီလူလောကကိုစွန့်လွတ်ပြီးတော့သာသနာပေါင်းကိုဇုံပစ်ဝင်လာခဲ့ခြင်းကလူပြည်ရဲ့အခက်ခဲကြက်တဲ့ဒုက္ခပေါင်းများစွာထက်ဘုံကြီးလောကမှာကပိုပြီးတော့ခွင်ချောင်တယ်လို့တွေ့လို့လားကိုလည်းမေးတာလေးဖြေရဲမလားမသိဖြေမလားဖြေမလားမသိဖြေနိုင်ပါမလားလဲစဉ်းစားမိလူလောကဒီလောက်ရှုပ်ထွေးခက်ထန်ပင်မစင်းရဲ့အချက်တဲပေါင်းများစွာကိုနိုင်ချွတ်တွေ့လိုက်ရတော့သိလိုက်ရတော့လူလောကကိုစွန့်လွတ်ပြီးတော့သာသနာပေါင်းမှာဂျင်းပါလေးထည့်ပြီးတော့နေရာတစ်ခုရအောင်တိဆောက်ရင်းနဲ့လူတွေရဲ့အသိဉာဏ်အတွေးခေါ်တွေကိုကိုထည့်ခြင်းတဲ့ဂျင်းလေးတွေနဲ့ထည့်ပြီးတော့အောင်မြင်မှုကိုရှာဖွေနေတယ်ဆိုရင်မှားမလားကိုလင်းပြောတာမှားတာပါနေလားသင်္ကန်းကိုလည်းမစော်ကားသလိုဗုဒ္ဓဘာသာကိုလည်းမစော်ကားဘူးဖယားကိုလည်းမစော်ကားဘူးဒါပေမဲ့အတုံးချနေတယ်လို့မြင်လို့မေးမိတာပြန်ဖြေနိုင်လားဖြေရဲလားဖြေကြည့်လိုက်ပါလားလို့ပြောချင်တယ်လာပါဘာချင်းတဲ့အောင်ပဲတက်ကြည့်လိုက်အောင် ဘူးမှဘုံဘုံတေးချင်းနဲ့ကြာတော့ပြောင်းလို့မပြောဘူးတရွာလုံးမှာထွန်းလျှောက်ဖောက်ထုတ်တာဘုံတစ်ပါးပဲရှိဘာမှ experience နဲ့အများကြီး experience makes perfect အဲ့ကြောင့်ပြေဆုံးနေတာကိုလင်းပြောတာမမှားတော့ဘူးထင်တယ်နော်လူလောကအခက်အခဲကြက်တဲ့ဒုက္ခမျိုးစုံတွေကိုညင်းငွေအောင်မြင်မှုလမ်းကြောင်းကလူလောကနဲ့ရှာဖွေရင်အရန်ပင်ပန်းနေတယ်ဒုက္ခရောက်နေတယ်ဒါကြောင့်မို့လို့အဝတ်ချင်းပြောင်းလိုက်မြန်မာနိုင်ငံမှာကဂျင်းတွေထိတ်လို့ကောင်းတာကသင်္ကန်းဆိုတဲ့အဝါရောင်လေးအဝတ်လေးကိုပတ်ထားလိုက်ရင်စကလုံးကြီးတွေနဲ့ပြည်သူတွေလွတ်လပ်မှုတွေပွင့်လင်းမှုတွေရိုးသားမှုတွေဓမ္မအမှန်တရားတွေကိုလိုလားရှာဖွေမှုကိုမလုပ်ချင်တော့အောင်ဘာသာရေးမှိုင်းဝါဒမှိုင်းဟုတ်လိမ့်နိုးဂျင်းတွေနဲ့ပြည်သူတွေရဲ့အသိဉာဏ်တွေကိုတတ်နေတယ်ဆိုရင်မှားမလားခွင်ကအဝတ်ကြောင်ပြောင်းလိုက်ပြီးတော့ဂျင်းထည့်ရင်အောင်မြင်မှုအတွက်လက်တကမ်းမှာပဲရှိတာကိုအတွေ့အကြုံပေါင်းများစွာရင်းနှီးပြီးတော့ရှာလိုက်တယ်ဆိုရင်မမှားဘူးဆိုတာကိုလင်းပြောတာမှန်တယ်မလားသေချာစဉ်းစားကြည့်နော်ကိုလင်းဗုဒ္ဓဘာသာကိုလည်းမစော်ကားဘူးခေါရမမြတ်စွာဘုရားကိုလည်းမစော်ကားဘူးသင်္ကန်းကိုလည်းမစော်ကားဘူးနာဂဂုံကိုလည်းမစော်ကားဘူးပကတိဖြစ်နေတဲ့ဥစ္စာကိုစဉ်းစားကြည့်တာကိုလင်းစဉ်းစားတာမှားနေမလားပြောကြည့်ပါဦးတခေါင်းလောက်မှားလားနော်ကဲလာပါဘလို့ဂျင်းထည့်လဲဆိုတော့တတ်ကြည့်ဟုတ်လားတွေ့ကြုံပြည့်စုံဒါကြောင့်မင်းတို့လို့လောကမှာအလုပ်တွေလုပ်ရင်အမှားတွေအများကြီးတွေ့လိမ့်မယ်ဒါမှမှကြောက်ရင်ဘယ်တော့မှအမှန်တရားမတွေ့ဘူးအမှန်မှားမှမကြောက်နဲ့good တယ်အဲ့ဒါအမှန်ပဲအမှန်သေးသေးလေးတွေကိုများအတွေ့အကြုံရှိမှအမှားကြီးလွတ်တာကွာမှန်ပဲအဲ့စကားတော့တကယ်အမှန်ပဲမလုပ်ဖဲနေရင်အမှားမရှိဘူးဒါပေမဲ့မှားမှကြောက်လို့မလုပ်ရင်တော့အောင်မြင်မှုဆိုတာလုံးဝနဲ့မရှိဘူးလုံရင်းနဲ့မှားသွားနိုင်တယ်အမှားသေးလေးကိုပြုတ်ပြင်ပြီးတော့တိဆောက်မယ်ဆိုရင်တော့တကယ်အောင်မြင်မှုကြီးမားကိုရမှာမှားတယ်ပြုတ်ပြင်လို့ရတဲ့အမှားမျိုးတော့ဖြစ်ဖို့လိုတယ်ဂုဏ်သိက္ခာပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာမှားခဲ့ရင်တော့ပြုတ်ပြင်လို့ရမှာမဟုတ်ပြုတ်ပြင်လို့ရတဲ့အမှားလေးတွေမှားရင်ပြင်လို့ရတယ်ဒါပါမှန်တယ်အဲ့စကားတော့ကလုံးဝမှန်တယ်ဒါပေမဲ့ဘာချင်းထည့်မလဲဆိုတာပါလေးလိုက်ပေါ့လား
တခါမှမမဘူးတဲ့သူကပြုံးတိုင်းဆိုအမကြီးနဲ့ကြုံတဲ့ခါကျတော့အဖက်ဆယ်မရအောင် ဟုတ်တယ်အမှန်ပဲအမှန်ပဲ ဗန်ဒိုင်ဒီမှန်းနေတယ်နော်မှန်းနေတယ်ဆိုတော့ဒီလိုလဲနေတာတကယ်မှန်တဲ့နာကြီးရက်နေတဲ့နာကြီးပဲ သေရောအဲ့မှာသေရောအဲ့ဂျင်းကအဲ့ဒါကိုပြောတာတကယ်မှန်နေတဲ့နာကြီးကရှက်နေတဲ့နာကြီးသွားနေတဲ့နာကြီးမဟုတ်ဘူးလေဟာသွားပြီအဲ့မှာလေသွားပြီအဲ့မှာဘလောက်ပဲကောင်းခဲ့အဲ့ဒီအသွေးခေါ်တစ်ခုကလူတွေရဲ့ဘဝကိုဝေဝါးပြီးတော့အုံဖွက်အဲ့ဒီလောကကိုရောက်သွားမနေ့ကဖြစ်စဉ်ဒီလောက်အပူရှိန်မြင့်မာဖြစ်နေတဲ့အချိန်မှာတစ်ပင်ဝုန်းဆိုရေသွားလောင်းတယ်ချက်ချင်းမြစ်တွေပုတ်ပြီးတေကုန်တာချက်ချင်းအရွက်တွေဝါလာတယ်ညနေပဲလေတိုက်လို့ကျွေသွားတယ်ဒါကိုတော့မှရွှေရောင်လွှမ်းတယ်ရာဇမတ်တွေကာသင်္ကန်းတွေပတ်တယ်လူတွေယူသွားတယ်အုံဖွက်တွေများကုန်လို့အဲ့ဒါတွေဖြစ်ကုန်တာ confidence စက် confidence ကိုယုံကြည်မှုနဲ့ကိုအားကိုးမှုကိုလုံးဝမရှိတော့ကျွန်တော်ဂေါရမမြတ်စွာဘုရားကလည်းဟောခဲ့တယ်မိမိကိုယ်သာကိုးကွယ်ရကိုယ်တိုင်ရှာဖို့မှတွေ့မှာကိုယ်တိုင်လုံးမှရမှာဘယ်သူ့ကိုမှမိကိုလို့မရဘူးဘယ်သူမှလည်းလုပ်ပေးမှာမဟုတ်ဘူးလို့လည်းရှိပြီးသားဟောထားပြီးသားဂေါရမမြတ်စွာဘုရားကိုယ်တိုင်ကသူ့ကိုထိုင်ပြီးတော့ပူဇော်နေုံထိုင်ပြီးတော့ကြည်ညိုနေုံနဲ့ရမှာမဟုတ်ဘူးတရားအစစ်မှန်ကိုရခြင်းကိုယ်တိုင်ရှာဟောထားတဲ့တရားဒေသနာတွေရှိတယ်ဒီကနေပြီးတော့အဖြေကိုရအောင်ရှာဓမ္မအမှန်ဓမ္မအမှန်တရားကိုတွေ့မယ်အမှန်တကယ်အေးချမ်းမှုတွေတွေ့မယ်အမှန်တကယ်နိဗ္ဗာန်ဘုံကိုရောက်မယ်လို့ဟောကြားထားပြီးသားအုံဖက်တွေဖြစ်အောင်လို့ဒါဖန်တီးတာရက်နေတဲ့နာယီဆိုတာတနေ့နှစ်ချိန်မှန်တယ်အဲ့ဒါလူအောက်တန်းစားတွေပြောတဲ့စကားမှန်နေတဲ့နှစ်ချိန်ကဘယ်အချိန်မှမှန်မှာလဲဆိုတာဘယ်သူပြောနိုင်မှာလဲအိမ်မှာပဲထိုင်ဆောင်နေလို့ရှိရင်အောင်မြင်မှုကဘယ်နာရမှာဒါကပြည်သူကိုတက်အောင်ဖွက်ဖြစ်အောင်လုပ်တာဟုတ်လိမ့်နုံနဲ့ဂျင်းတဲ့နောက်ခုပြောပြမယ်စက္ကန့်နောက်ကျနေတယ်နိုင်နောက်ကျမိနစ်နောက်ကျနေတဲ့နိုင်အခုဥပမာ4:15 ကို4:10ပဲရှိပြီးတော့စက္ကန့်တိုင်းလိုက်မိုင်နေရင်လဲအဲ့ဒီနိုင်ကဘယ်အချိန်မှမှန်မှာဘယ်တော့မှမမှန်ဘူးမှန်လာနိုင်စရာအကြောင်းကိုမရှိဘူးဘာဖြစ်လို့လဲစထွက်တဲ့ကလွဲနေလို့formula တွေ theory တွေ ideology တွေအကုန်လုံးလွဲနေတာ activity တွေအကုန်လွဲနေတာဘာလွဲနေတာလဲစမှတ်ကိုကလွဲနေတာအဲ့တော့ဘာလုပ်ရမှာချင်းနေတာတွေချင်းရမယ်လိုအပ်တာတွေချင်းရမလိုအပ်တာတွေချင်းရမလို့ဒီလိုနဲ့ပြန်ပြင်းပြီးတော့သွားဒါမှမှန်ကန်တဲ့အချိန်မှန်ကန်တိကျတဲ့နိုင်လုံးဖြစ်မှာပေါ့နောက်ကျနေတဲ့မိနစ်တန်နဲ့သူ့ဟာသူအချိန်ရှိသလောက်သွားနိုင်လိုက်စက္ကန့်နိုင်သွားနိုင်တိုင်းသွားမိနစ်တန်တိုင်းသွားလဲနောက်ကျနေတဲ့နိုင်ကတော့နောက်ကျတာပဲအဲ့တော့နိုင်ဖြစ်ကိုမဖြစ်တော့ဘူးရက်နေပါလေဆိုတော့နိုင်တနေ့နှစ်ချိန်မှန်တယ်ဆိုတဲ့ကိုကအဲ့ဒါ reason တကက်လက်တွေ့မဟုတ်ဘူးဥပမာပြောရရင်ဒီနေ့ဒီချိန်ဒီကစာမဖတ်လို့ပညာမတတ်ကြဘူးပညာရေးနဲကြတယ်အတွေးခေါ်နဲကြတယ်လို့ပြောနေတယ်ခဏအသွင်ပြောနေပညာလူငယ်တွေပညာသင်ခွင့်မရတာကိုဘယ်နှခါပြောဘူးလဲလူငယ်တွေလွတ်လပ်စွာတွေးခေါ်ခွင့်မရတာကိုဘယ်နှခါပြောဘူးလဲလူငယ်တွေအနာဂတ်ပျောက်နေရတာဘာကြောင့်ဆိုတာကိုပြောဘူးလေကိုလေးမေးတာမှားနေတာအခုယနေ့ဒီနေ့ဒီချိန်1962ကနေစပြီးတော့ဆိုတဲ့အချိန်တွေထားလိုက်အောင်2021နောက်ပိုင်းလူငယ်တွေဘာဖြစ်လို့
သေစေနိုင်တဲ့လက်နက်တွေကင်ပြီးတော့သူတို့ကိုယ်တိုင်လည်းသေပြီးတော့ခန္ဓာကိုယ်တွေစွန့်လွတ်ပြီးတော့ဘာကြောင့်အမှန်တရားကိုရှာနေတာလဲလွတ်လပ်စွာပညာသင်ကြားခွင့်မရလို့လွတ်လပ်စွာတွေးခေါ်ခွင့်မရလို့လွတ်လပ်စွာပြောဆိုခွင့်မရလို့လွတ်လပ်မှုမရလို့ဓမ္မအမှန်တရားမရလို့ဒီဓမ္မအမှန်တရားတွေရှိမှလွတ်လပ်မှုတွေရှိမှ rule of law ဥတရားဥပဒေစိုးမိုးမှုတွေရှိမှလူငယ်တွေလည်းပညာသင်ကြားနိုင်တယ်လို့လုံခြုံမှုလည်းရှိမှအေးချမ်းမှုတွေလည်းရှိမှဒီအခြေအနေတွေကိုကြတော့တခွန်းတပါးသားမှမပြောဘူးလူငယ်တွေကပညာမတတ်တာပညာမသင်တာစာမဖတ်တာပဲပြောတယ်စာဖတ်ခွင့်မရတာကိုဘာကြောင့်ထဲ့မပြောရတာလဲလို့ကိုလည်းမေးပြရစီအရှင်ဇောတိတာရလူငယ်တွေဘာကြောင့်စာဖတ်ခွင့်မရတာလဲကိုဘာကြောင့်မပြောတာလဲလူငယ်တွေလွတ်လပ်စွာတွေးခေါ်ခွင့်ဘာကြောင့်မရတာလဲကိုဘာကြောင့်မပြောတာလဲလူငယ်တွေလွတ်လပ်စွာဓမ္မအမှန်တရားကိုဘာကြောင့်ရှာဖွေနေရတာလဲအာဓမ္မတွေကြီးစိုးနေတယ်စစ်ကောင်စီနဲ့အပေါင်းပါတွေလက်နက်ကိုပြပြည်သူကိုမယမ်းကျင်တိုင်းမယမ်းပြည်သူတွေဘဝကိုဖျက်ဆီးကျင်တိုင်းဖျက်ဆီးနေလို့အစင်ဆက်လူငယ်တွေကဥဆောင်ပြီးတော့နိုင်ငံပြောင်းလဲဖို့အတွက်အသက်ခံတာတွေပေးရင်းနှီးပြီးတော့ဓမ္မအမှန်တရားတွေအတွက်အနာဂတ်တဲ့တောက်ပဖို့အတွက်တော်လန်ရှာဖွေနေတဲ့လူငယ်တွေအတွက်ဘာကြောင့်အာဓမ္မစစ်မိတ်စာကြောင့်လို့မပြောရဲတာလေပြောမထွက်တာကိုလင်းပြောမယ်အာဓမ္မစစ်မိတ်စာဝါဒီကြောင့်ဝါဒကြောင့်လူငယ်တွေဟာအနာဂတ်တွေပျောက်နေရတယ်စာတွေဖတ်ခွင့်မရဘူးပညာတွေသင်ခွင့်မရဘူးဆိုတာကိုသိပါသလားလို့မေးမယ်ဖြေရဲလားကိုလင်းမေးတာဖြေရဲလားကဲထားပါလားဘာတွေချင်းထည့်မယ်တက်ကြည့်အောင် တနေ့ဘယ်နှချိန်မှန်တော့ရက်နေတဲ့နိုင်ရက်ဒီနေ့နှစ်ချိန်မှန်တယ်နော် လမ်းဘေးကအတွေးခေါ်လေးတွေနဲ့ပြည်သူကိုတတ်တာရက်နေတဲ့နိုင်ရတော့တစ်နေ့နှစ်ချိန်မှန်တယ်အဲ့ဒီနိုင်ရဘယ်ချိန်မှရက်နေတာတော့ဟမ်ကစီကိုနိုင်8000နိုင်လေးတစ်လုံးနဲ့အဲ့ဒီနိုင်လေးကအချိန်ပြည့်ဝမှန်နေတယ်ဟိုမှာရူလက်လုံးဝပြတ်နေတယ်မလေတော့ဘူးအဲ့ဒီနိုင်နှလုံးမှာဘသူကတန်ဖိုးရှိတာတော့လူငယ်တွေကိုတတ်နေတဲ့တန်းတဲ့ပြတ်တတ်တယ်အဲ့ကြီးစံတွေထိတဲ့နေရာပဲဘုံနဲ့ကျဲတယ်ဘုံခုကျဲတဲ့ပရဝင်းမဲ့ထိကြိုက်တာဒီအတွေးခေါ်တွေကိုတတ်ချင်းอ่ะလူတွေထောင်နဲ့တောင်းနဲ့သိန်းနဲ့တန်းနဲ့ကိုလုံးဝကြုံသွားအောင်တွေးခေါ်တွေရက်ဆိုင်သွားအောင်ပျက်စီးသွားအောင်လူငယ်တွေရဲ့တောက်ပခြင်းနဲ့အနာဂတ်တွေမှိမ့်မိန်သွားအောင်အားတွေရော့သွားအောင်တွန်းလှန်ခြင်းစိတ်တွေညော့နေအောင်ကျင်းထည့်ခြင်းပဲကိုလင်းပြောတာမှားမလားကိုလင်းပြောတာမှားနေလားလာပါဘာကျင်းထည့်ဝင်တော့ကြည့်အောင် အဲ့လိုပဲလူကအလုံးမလို့ရင်အမှားမတွေ့ဘူးတဲ့တို့တော့အမှန်တရားလည်းမတွေ့ဘူးလူတွေကမမားကျင်တာပဲရှိတာအမှန်တရားမလို့ကျင်ကြဘူးဘုံအမှန်တရားလို့ကျင်တာ အဲ့ဒါလေးကြတော့မှန်ပြန်နော်တွေ့လားဂျင်းကိုကြတော့တကယ်တွေးရခေါ်ရမယ့်ဥစ္စာကြတော့ဂျင်းထည့်လိုက်တယ်အပေါ်ရန်ပါပါလေးကြတော့မှန်အောင်ပြောပြန်အဲ့လိုမျိုးသူကဂျင်းထည့်တာကြတော့လုံးဝပညာသားပါပညာရှိဆန်ဆန်ပေါ့ဒါသူနှုတ်ကနေထုတ်ပြောလာခဲ့တာသူ့ဘဝဖြတ်တန်းလာခဲ့တဲ့အခက်ခဲဒုက္ခပေါင်းများစွာတွေကနေသူ့ရဲ့အောင်မြင်မှုပန်းနိုင်ရာအဝတ်ပြောင်းခြင်းနဲ့နေရာရွေးချယ်မှုမှန်ကန်ခြင်းသူ့နှုတ်ကကိုယ်တိုင်ပြောတာဂျင်းတွေမမိကြတဲ့တွေးခေါ်တွေဖွင့်ကြစွန့်ကြသင်ဝင့်မရနေတာဒါမျိုးတွေဒီလိုပုံကိုမျိုးတွေကြီးစိုးနေတာအောင်မြင်နေတာဘာကြောင့်လဲအာနာရှင်စနစ်ကြောင့်စစ်အာနာရှင်ကြောင့်စစ်အာနာရှင်မရှိရင်ဒီလိုပုံကိုတွေဒီနားမှာနေပြီးတော့ဒီလိုစကားပြောစရာကိုအကြောင်းမရှိဘူးပြောခွင့်ကိုမရဘူးကိုလေးတို့လူမျိုးတွေရှေ့လာပြောကြည့်လိုက်တော့တော့ပြောလို့မရဘူးအဲ့ဒါဘာကြောင့်လဲအာနာရှင်စနစ်ကြောင့်အဲ့တော့အားလုံးကကျွန်တော်တို့
ပြောတဲ့စကားလုံးကိုတေးသေးချာချာနားဆိုင်ပြီးတော့တေချာနားထောင်သူပြောတဲ့အဓိပ္ပာယ်ကဘာကိုရည်ညွှန်းနေတာလဲသူကဘာကိုမြုပ်ထားရလဲလို့ကျွန်တော်တွေးဖို့လို့လာပါသူဘာချင်းထည့်အောင်မတော့ကြည့်အောင် မာမလေးစီဇီဝရေးလုပ်ငန်းတွေရှုံးခဲ့တယ်လူရေးပြဿနာတွေအများကြီးခက်ခဲတွေတွေ့ခဲ့တယ်အလေးညာတွေခံရတယ်အကောက်ကျစ်တွေခံရတယ်ယုံကြည်မှုဖောက်ပြခံရတယ်အများကြီးတွေရှိတယ်အဲအကြောင်းဘုံကအဲ့ဒီဒဏ်တွေကိုခံပြီးတော့အများကြီးတိဆောက်ထားတာအခု40နှစ်ဆိုတာဟုတ်ပြီ40နှစ်ချင်းတူတယ်တော့ experience ချင်းမတူဘူး ကိုလင်းပြောတာမဟုတ်ဘူးတော့ तू ကိုယ်တိုင်ထုတ်ပြောတာသူ့ရဲ့အတွေ့အကြုံတွေနဲ့ तू ရအောင်တိဆောက်တာသူ့ရဲ့အောင်မြင်မှုကဘာလဲဒီဝေးကြောင်လဲဆိုလို့ချင်းဒီနားနဲ့ဂျင်းထဲလို့ရတယ်ပါလေးပုတ်တာရှင်းလားကိုလင်းပြောတာမှားသွားလားကိုလင်းကသင်္ကန်းကိုလည်းစော်ကားတာမဟုတ်ဘူးနာယကဂုံကိုလည်းစော်ကားတာမဟုတ်ဘူးလို့ဗုဒ္ဓဘာသာကိုလည်းမစော်ကားသလိုဂေါရမမြတ်စွာဘုရားဗုဒ္ဓကိုလည်းမစော်ကားဘူးဒါပေမဲ့ဟုတ်လိမ့်နုံနုံနဲ့ဂျင်းထက်တာတော့ကိုလင်းပါလေးပုတ်လိုက်တာကိုလင်းပြောတာမှားနေတာလူငယ်တွေအာနာရှင်အစစ်ဆက်ကြောင့်လွတ်လပ်စွာပညာသင်ကြားခွင့်မရတာလွတ်လပ်စွာစာဖတ်ခွင့်မရတာလွတ်လပ်စွာတွေးခေါ်ခွင့်မရတာလွတ်လပ်စွာဖန်တီးခွင့်မရတာအဲ့ဒီအချက်တွေကိုကြတော့ဖွင့်မပြောဘဲနဲ့လူငယ်တွေစာဖတ်ပြင်းနေတာမဖတ်တာမတွေးခေါ်တာပဲပြောနေတာကလူငယ်တွေကိုဂျင်းတဲ့တာဆိုရင်မှားမလားအာနာရှင်ဆိုတဲ့ပုဂ္ဂိုလ်ကိုထုတ်ပြောရင်လေကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်းပျောက်သွားမယ်ဒါကြောင့်မို့လို့အာနာရှင်ကိုတော့မပြောရဲပြောရဲတဲ့ပြည်သူကိုပဲဂျင်းထည့်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုရှာနေတယ်ဆိုရင်မှားမလားကိုလင်းပြောတာမှားမလားပြောကြည့်ပါဦး